လောကလူသားတွေရဲ့သဘာဝဆင်းရဲဒုက္ခကြုံရတဲ့အခါအားကိုးရာရှာလေးရှိကြတယ်။ဘာကြောင့်အားကိုးရာတွေကိုရှာကြသလဲဆိုလူတွေမှာကြောက်လန့်တဲ့စိတ်တွေရှိတယ်ပေါ့။ကိုမမြင်တဲ့အရာဝတ္ထုတွေကလူရဲ့စိတ်ကိုအားငယ်စေတယ်ကြောက်လန့်စေတယ်အဲ့ဒီအခါမှာလူတွေဟာအာကိုရာကိုရှားလာကြတယ်အာကိုရာရှားတဲ့အခါမှာမိမိတဏ္ဍာမှာအာကိုရာမရှာဘဲနဲ့အစွမ်းတကူကြီးတယ်လို့ယုံကြည်ယူဆထားတဲ့တကုရှင်တွေထိုတကုရှင်တွေရဲ့အစွမ်းတကူအာကိုရာဖြစ်ယုံကြည်ယူဆပြီးလူတွေဟာအာကိုရာရှာကြတာဖြစ်တယ်။အဲ့ဒီအာကိုရာရှာခြင်းဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ညီတဲ့အာကိုရာမဟုတ်ဘူး။မြတ်စွာဘုရားကလူတွေအာကိုရာရှာခြင်းနဲ့ပတ်သက်ပြီးတော့မနုဿဘယဒိဋ္ဌိတာလူသားတွေဟာကြောက်စရာနဲ့တွေ့လာလို့ချင်းချောက်မှုခံရပြီဆိုလို့ရှိရင်အာကိုစရာတစ်ခုရှားလာကြတယ်လို့ထို့သောအာကိုစရာရှားလာခြင်းဟာမိမိရဲ့အသိဉာဏ်မလုံလောက်ခြင်းဟာလည်းအကြောင်းတစ်ခုပဲရဲစွမ်းတတ္တိမပြည့်စုံခြင်းဟာလည်းအကြောင်းတစ်ခုပဲဒါကြောင့်မို့လူတွေဟာအာကိုအာထာဖြစ်လို့ဖြစ်냐ပုံခုစရာရလို့ရ냐အာကိုရရှာကြအဲ့ဒီအာကိုရရှာရာကစပြီးတော့ဘာသာတရားတွေဖြစ်ပေါ်လာတယ်လို့သူပြောနိုင်ဘာသာတရားရဲ့အစဟာကြောက်လန့်ခြင်းနဲ့အာကိုရရှာခြင်းပဲလို့ကဘာဥကာလမှာလူတွေရဲ့အစွမ်းတကူတွေဟာတဖြည်းဖြည်းညံ့ဖျင်းလာအစပထမလောကလူသားတွေရဲ့အစပထမမှာတယံပပအန္တလိခစရာလို့ဆိုတယ်ကဘာဥလူသားတွေဟာကိုယ်ပိုင်အလင်းရောင်တွေနဲ့နေကြတယ်ကိုယ်ပိုင်အလင်းရောင်တွေရှိတော့အမှောင်ကိုမကြောက်ဘူးအန္တလိခစရာကောင်းကင်ကိုသွားနိုင်တဲ့စွမ်းရည်တွေရှိတယ်အဲ့ဒါလို့လူရဲ့အရေးချင်းဟာအလုံးမဲကြီးမားလာခဲ့တယ်ပေါ့ပိဋိပက္ခကိုယ်ဘဝလေးကိုကျေနပ်နေတာလည်းပဲအစာစားစရာမလိုပဲနဲ့ဖြစ်လာနောက်ပိုင်းမှာလူတွေဟာလူတွေရဲ့စိတ်ထဲမှာဆာလောင်မွတ်သိပ်ခြင်းဆိုတဲ့တဏှာဒီစိတ်ကလေးပေါ်လာတဲ့အခါမှာဆာလောင်မွတ်သိပ်မှုပေါ်လာတဲ့အခါမှာအစာအာဟာရကိုလူချင်းလာကြစားစရာမြင်လာတဲ့အခါမှာစားခြင်းစိတ်တွေပေါ်လာတယ်အဲ့ဒီကစပြီးတော့လူရဲ့ဘဝကြီးကျယ်ပြောင်းလဲသွားတာလို့အက္ခညသုတ်ဆိုတာကဘာဥအကြောင်းသိကောင်းเสียလူတွေရဲ့အစနဲ့ပတ်သက်ပြီးတော့ရသော်ဗျာဒီလိုဟောထားတာရှိအဲ့ဒီလိုကနေပြီးတော့လူသားတွေရဲ့အစွမ်းအစဟာတဖြည်းဖြည်းကျဆင်းလာပြီးတော့တဘာဝအင်အားစုကြီးတွေရဲ့ချင်းချောက်မှုကြုံတွေ့ရတဲ့အခါမှာအာကိုမိယာအာကိုလာထို့သောအာကိုတဲ့အခါမှာကိုအာကိုလိုက်တဲ့အချိန်နဲ့အချိန်ကိုက်ဆိုတာလို့ယမယံခါချက်ကန်းဆံအိုတိုးဆိုတဲ့ဗမာစကားလိုပဲတိုက်ဆိုင်သွားမှုတွေဟာလူကိုလွဲမှားသွားစေတဲ့အထင်အမြင်တွေကိုဖြစ်ပေါ်စေတာပဲဖြစ်တယ်တိုက်ဆိုင်မှုကဘယ်လောက်ထိကြီးစိုးလာသလဲနောက်ပိုင်းကြလို့ရှိရင်အမှန်တရားအဖြစ်မတော်တဆတိုက်ဆိုင်မှုတွေကိုအကြောင်းပြုပြီးလောကမှာအမှန်တရားလို့ယူဆလာကြတဲ့အနေအထားတစ်ခုထိအောင်ရောက်လာဆိုပါစို့ဣတရနေမာနဝါဒလို့ခေါ်တဲ့
လောကကြီးနဲ့တရားဝါတွေကိုတကုရှင်ကြီးကဖန်ဆင်းတယ်ဆိုတဲ့အယူဆဟာတိုက်ဆိုင်မှုလေးတစ်ခုမျှတာဖြစ်တယ်ကဘာကြီးမီးလောင်၍ဖြစ်စေရေမျော၍ဖြစ်စေမီးဖြစ်တဲ့ကဘာပဲဖြစ်စေရေကြောင့်ပျက်စီးတဲ့ကဘာပဲဖြစ်စေလေကြောင့်ပျက်စီးတဲ့ကဘာပဲဖြစ်စေကဘာကြီးပျက်စီးသွားပြီးတဲ့နောက်ပိုင်းမှာပြန်လီစတင်လာတဲ့ချိန်ကဘာဖြစ်မိရလေးဆိုတဲ့အဖြစ်အင်အားစုကြီးတွေလွတ်မြောက်တဲ့ဗြဟ္မပြေမှာဗြဟ္မမင်းကြီးတွေဟာနှစ်ပေါင်းများစွာသူတို့ရဲ့အောက်တန်းကြတဲ့တတ္တလောကကြီးတစ်ခုလုံးပြုံးပြက်ပြက်ပြုံးသွားတဲ့နောက်မှာနှစ်ပေါင်းများစွာသူတို့ကဘာကြီးမှာတည်ရှိနေကြလောကလူဆိုတာဟာတယောက်တည်းနေရတာကြာလို့ရှိရင်ပြင့်တတ်တဲ့သဘောရှိတယ်လုံးလီဖြစ်တယ်လို့ခေါ်တယ်ပေါ့နော်ပြင်းလာတယ်တွားရရာမောဟိယံလောကောတူရုဘောရှိမှသရဝရိဟာပျော်ပိုင်းကြတယ်တယောက်တည်းနေလို့ရှိရင်လုံးလီဖြစ်လာပြီးစိတ်ပြည့်ငြင်းငွေလာတတ်တယ်ပေါ့အဲ့တော့မြမာတွေမှာလည်းပဲသရဝလို့ဆိုတဲ့အခါမှာသူတို့မှလည်းဒီစိတ်ဓာတ်မျိုးဟာဖြစ်ပေါ်လာတယ်လို့သူတို့ပြောသို့သောလူပြေမှာပြင်းတဲ့အပြင်းမျိုးထိအောင်တော့ဟောချင်မှာဟုတ်မှာပေါ့တောင်းတမှုလေးတစ်ခုအနေနဲ့တော့ဖြစ်လာနိုင်တယ်ပေါ့ငါနဲ့အတူတကွစကားပြောဖို့ပြောပဲတရဝတူတယောက်ရှိလာရင်ကောင်းမှာပဲဆိုရယ်အတွေးလေးစိတ်ဆန္ဒလေးပေါ့အဲ့ဒီစိတ်ဆန္ဒလေးဖြစ်လိုက်တဲ့အချိန်လေးမှာသူတတန်းစိတ်လို့သိဆုံးလာတဲ့ပုဂ္ဂိုလ်တူဟာသူ့ဘုံဇမဘုံမှာလာပြီးတော့ဘွားကနဲ့မွေးဖွားလိုက်တဲ့အခါအဲ့ဒီမှာတိုက်ဆိုင်မှုတစ်ခုဖြစ်သွားသူလိုချင်နေတဲ့အချိန်နောက်တစ်ဦးကလည်းရောက်လာတဲ့အချိန်ဒါအကြီးကျယ်တိုက်ဆိုင်မှုကြီးတစ်ခုအဲ့တိုက်ဆိုင်မှုကြီးကအမှန်တရားအဖြစ်သူကမှတ်ယူသွားတယ်ငါဆန္ဒအရာတရဝတူဟာဗြဟ္မပြေကိုရောက်လာတယ်သူ့ကိုငါဖန်ဆင်းတာဖြစ်တယ်ငါစိတ်ကတောင်းတလိုက်ရင်ဖြစ်လာတယ်ဆိုတဲ့အတွေးသူ့မှာဝင်သွားအဲ့ဒီကစပြီးတော့ဖန်ဆင်းရှင်ဝါဒအစာပြိုးလာသူဖန်ဆင်းတာမဟုတ်တော့လည်းပဲနောက်တစ်ယောက်ရောက်လာရင်ကောင်းမှာပဲဆိုတဲ့အတွေးနဲ့တိုက်ဆိုင်ပြီးတော့ပေါ်လာတာကိုသူဖန်ဆင်းတယ်လို့သူကစိတ်ထဲမှာထင်လိုက်တယ်ဒီကနေ့ခင်မှာလည်းပဲလူတွေဟာကိုယ်စိတ်ကူးနေတဲ့အချိန်ရောက်လာလို့ရှိရင်ငါစိတ်ကူးလို့ဖြစ်တယ်လို့ထင်ကောင်းထင်နေကြတယ်ဒီလိုလည်းရှိတာပေါ့နော်တိုက်ဆိုင်မှုကအမှန်တရားအဖြစ်ရောက်လာတော့ထပ်ဆင့်ပြီးတော့ခိုင်လုံသွားအောင်ပံ့ပိုးပေးတာဘာဖြစ်လဲလို့ဆိုနောက်ရောက်လာတဲ့ပြမလည်းငါမရှိခင်ကလေးရောက်နေတာသူ့လိုချငါဒီဘုံဘဝကိုရောက်လာတယ်ငါ့ကိုသူဖန်ဆင်းတာလို့ဆိုတဲ့အတွေးဝင်လာသူ့ရဲ့အဲ့ဒီအတွေးကိုခိုင်လုံစေတဲ့အချက်ကတော့သူဟာဗြဟ္မပြေရောက်လို့သိပ်ပြီးတော့အကြာကြီးမနေရပဲနဲ့ဗြဟ္မပြေကသုတေသွားလူပြေရောက်လာပြီလူဘုံလူဘဝပေါ်လာတဲ့အခါမှာလူပြေရောက်တယ်ရောက်ပြီးတော့ရှေးရခင်ကဝါဒနာအယသမထကျင့်စဉ်တခုကိုကျင့်လိုက်တဲ့အခါမှာအစွမ်းတတ္တိတွေရရှိလာတယ်အဘိညာဉ်တကိုယ်တွေသူမှရရှိလာတဲ့အခါသူဘယ်ဘဝလာတယ်ဆိုတာကိုပြန်ကြည့်လိုက်သူနဲ့အတူတကွနေခဲ့တဲ့ဗြဟ္မမင်းကြီးဖန်ဆင်းရှင်ကြီးလို့သူကထင်တဲ့ပုဂ္ဂိုလ်ကြီးဟာရှိနေတော့အဲ့ဒီရှိနေတဲ့အခါမှာသူကအတည်ပြုလိုက်တယ်ငါ့ကိုသူဖန်ဆင်းတာပဲသူကတော့နေဆာထာဝရငါတို့ကတော့အနိစ္စမမြင်ဘူး
တို့ဖန်ဆင်းတဲ့ဖန်ဆင်းရှင်ကြီးကတော့နေဆာထာဝရပဲသူဖန်ဆင်းလိုက်တဲ့ငါတို့ကတော့သူ့ရဲ့တတန်တူပြီးတော့အခုဒီဘဝရောက်လာတယ်လို့အလို့အလျောက်သူဟာသူ့ရဲ့အတွေးတွေနဲ့အတည်ပြုပြီးသားပြန်ဖြစ်သွားတယ်အဲ့ဒီကနေပြီးတော့သူ့ရဲ့ထင်မြင်ယူဆချက်တွေကိုအယူဝါဒတစ်ခုအနေနဲ့လူလောကမှာလှည့်လည်ဟောပြောရတာနေလူပြည်လူလောကမှာဖန်ဆင်းရှင်ဝါဒဆိုတာဖြစ်ပေါ်လာတာဖြစ်တယ်။ဗြဟ္မဇာလတုတ်မှာဒီတိုင်းဆိုထားနော်။အဲ့တော့ဖန်ဆင်းရှင်ဝါဒဆိုတာအသည့်အဆန်းမဟုတ်ဘူး။ဒီကနေ့ထင်ရှားရှိနေတဲ့ဘာသာဝါဒတွေအားလုံးဟာဖန်ဆင်းရှင်ရဲ့အောက်မှာရှိကြတာများတယ်။ဘုရားဘာသာကလွှဲရင်ကျန်တဲ့ဘာသာဝါဒတွေဟာပြောရမယ်ဆိုရင်ခော့ဆိုတဲ့နတ်ကိုကိုးကွယ်တဲ့ဝါဒတွေကြီးပဲအကုန်ခော့ဆိုဒီမှာဖန်ဆင်းရှင်ပဲခော့ဆိုတဲ့ဖန်ဆင်းရှင်ကြီးကိုကိုးကွယ်တဲ့ဝါဒတွေကိုပုံစံအမျိုးမျိုးတမန်အမျိုးမျိုးနဲ့ထုတ်ဖော်ပြောဆိုနေခြင်းသာလည်းဖြစ်တယ်ဒီကနေ့ကဘာမှာရှိတဲ့ဘာသာကြီးတွေဆိုတာနတ်ကိုးကွယ်တဲ့ဘာသာလို့ပဲပြောရမှာဘုရားဘာသာကလွဲလို့ရှိရင်ကျန်တဲ့ဘာသာတွေကနတ်ကိုးကွယ်တဲ့ဘာသာတွေပဲနတ်ကိုးကွယ်တဲ့ဘာသာမှန်သမျှသူတို့ကိုးကွယ်တဲ့နတ်ဖျားနဲ့ဘယ်တော့မှမဆုံစည်းရဘူးဘယ်တော့မှဆုံစည်းတယ်ဆိုတာမရှိဘူးအတွေးလောကထဲမှာပဲရှင်သန်နေတာဖြစ်တယ်ဘယ်သူနဲ့ဆက်သွယ်ရတော့ဆိုမီဒီယေတာလို့ခေါ်တယ်တမန်တော်ပြောသမျှကိုလက်ခံပြီးတော့တမန်တော်ရဲ့အဆိုမိတ်အရာပဲကောင်းကင်ဘုံကဖရာသခင်ရဲ့အလိုတော်ချဆိုတာလိုက်နာနေကြတာဖြစ်တယ်တကယ်တော့တိုက်ရိုက်ဆက်သွယ်နိုင်မှုလုံးဝမရှိဘူးကောင်းကင်ဘုံကခေါ်ဆိုတဲ့ဖန်ဆင်းရှင်ကြီးနဲ့မဆက်သွယ်ရတာအသာထားလူပြေကရှိတဲ့နတ်တွေကိုးကွယ်နေတဲ့နတ်ကိုးကွယ်သူတွေကရောသူတို့ရောနတ်နဲ့တိုက်ရိုက်စကားပြောခွင့်ရှိလားနတ်နဲ့တူတူတွေ့ဆုံရသလားလို့ဆိုနတ်ကြောပြောတာယုံရတာပဲလေအမြဲတမ်းဈာကံပုဂ္ဂိုလ်မီရိယတာဆိုတာရဲ့ဆက်သွယ်ပြောဆိုမှုနဲ့ပဲလက်ခံတော့တည်နေကြနတ်ကြောကတရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဘာဆက်ရမယ်ဆိုဆက်လိုက်ရနော်ကိုယ်တိုင်တယ်လီဖုန်းဆက်လို့မှမရတာချူတကယ်နတ်ရှိပြီဆိုရင်ကိုယ်တိုင်တယ်လီဖုန်းဆက်လို့ရမှာပေါ့အခုတော့အဲ့လိုမဟုတ်ဘူးမီရိတာဆိုတဲ့ဈာခံအဆက်အသွယ်နေတာလူတွေဟာယုံကြည်ကိုးကွယ်နေကြတာလို့သူဆိုတယ်အဲ့ဒါဟာလောကတိုက်ဆိုင်မှုကနေအမှန်တရားသွင်ဆောင်ပြီးတော့လူတွေရဲ့ရှင်တဲ့နှလုံးထဲမှာဆွဲလန်းစရာကြီးတစ်ခုဖြစ်လာတယ်အဲ့ဒီဆွဲလန်းစရာဖြစ်လာတဲ့ဝါဒကိုဣတရနိဗ္ဗာန်ဝါဒလို့ခေါ်တယ်ဒါကမြတ်စွာဘုရားမပေါ်ခင်ကတည်းကဖြစ်နေနေတဲ့အယူဝါဒလူတွေရဲ့ယုံကြည်လက်ခံထားတဲ့ဝါဒပဲနောက်တစ်ခါလူတိုင်းကဖန်ဆင်းရှင်ကိုလက်ခံသလားလို့ဆိုလက်ခံမှုမရှိကြပြန်ဘူးအချို့ပုဂ္ဂိုလ်တွေကဖန်ဆင်းရှင်ကိုလက်မခံတဲ့ပုဂ္ဂိုလ်တွေကအကြောင်းရှာကြပြန်တယ်အကြောင်းရှာတဲ့အခါမှာကျွတ်တင်စီမံချက်လို့ဆိုတဲ့ပုဂ္ဂိကတာဟေတုဒိဋ္ဌိအတိတ်ကံတစ်ခုတည်းကိုပဲအကြောင်းတရားအဖြစ်လက်ခံတဲ့အစွန်းရောက်ကာမဝါဒလို့ပြောခြင်းပြောအောင်ပုဗ္ဗေကတဟေတုဒိဋ္ဌိလက်ရှိဘဝမှာဒုက္ခဒုက္ခခံစားရမြသမျှဟာအတိတ်ဘဝကလုပ်ခဲ့တဲ့ကံရဲ့အကြောင်းကြောင့်လို့ကံတစ်မျိုးတည်းကိုပဲဥတည်ပြီးတော့ပြောတယ်အစွန်းရောက်ကာမဝါဒကြိုတင်သတ်မှတ်ထားတယ်ဆိုတဲ့နိတိဝါဒဖန်ဆင်းရှင်ကိုညှင်းပယ်တော့လည်းပဲအဲ့ဒီလမ်းကြောင်းပေါ်တစ်ခါရောက်သွားပြန်တယ်အမှန်တရားဆိုတာမတွေ့နိုင်အဲ့တော့ကိုလုပ်ခဲ့တာကြောင့်ကိုဖြစ်တာလို့ဆိုတဲ့တရားဟာဒီ
ကံတစ်ခုအတိတ်ကလုပ်ခဲ့တဲ့ကံတစ်ခုပေါ်မှာတင်အကြောင်းအဖြစ်အတိမပြုလက်ခံထားတဲ့ဝါဒဟာလည်းပဲမှန်ကန်မှုမရှိဘူးဘာလို့လဲတော့ဆိုရင်ဘဝမှာကြုံတွေ့ရတဲ့မြတ်ဒုက္ခဒုက္ခဟာကံကြောင့်ကြီးမဟုတ်ဘူးဆိုကြည့်ဆိုပါစို့ရာသီဥတုအေးတဲ့အချိန်မှာပြင်ထွက်လို့အေးမိတာကံကြောင့်မဟုတ်ဘူးလေရာသီဥတုအေးလို့ဖြစ်တာလေအပြင်မထွက်ဘူးနှွေးနှွေးထွေးထွေးနေမယ်ဆိုရင်အေးပတ်တာမဖြစ်ဘူးနေဘူးတဲ့ကိုမထွက်ဘဲနဲ့အရိပ်ထဲမှာနေတဲ့ပုဂ္ဂိုလ်ဟာအပူရှတ်တာတို့ heat wave ခံစားရတာတို့ဆိုတာမဖြစ်ဘူးသို့တော့မစင်မကျင်နေဘူးတဲ့ကိုသွားလာတဲ့ပုဂ္ဂိုလ်ဟာအပူရှတ်လို့ဖြားတာတို့ heat wave နဲ့တွေ့တာတို့ဒါမျိုးတွေဟာပစ္စုပန်အကြောင်းတရားလို့ခေါ်တယ်မတည့်တာစားလို့နေမကောင်းဖြစ်တာတို့ကျမရေးထိခိုက်တာတို့ဒါတွေကအတိတ်ကနဲ့ဆိုင်တဲ့အရာတွေမဟုတ်ဘူးအတိတ်ကနဲ့ဆိုင်တာမဟုတ်တာတွေရောအကုန်လုံးဖြစ်ဖြစ်သမျှတွေ့ကြုံခံစားရသမျှဒုက္ခဒုက္ခအားလုံးဟာကံ့ကြောင့်ကြည့်ဆိုပဲဏိဂုံးဆွဲထားတဲ့အယူဝါဒဟာပုဗ္ဗေကတဟိတုဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီယူဝါဒလည်းမှန်ကန်မှုမရှိဘူးလို့ပြောတယ်ဘာကြောင့်လို့ဆိုတော့မြတ်စွာဘုရားကယောဂဖြစ်တာအကြောင်း10မျိုးရှိတယ်တဲ့ကံဟာတစ်မျိုးအနေနဲ့သာပါဝင်တာဖြစ်တယ်ယောဂဖြစ်ခြင်းအကြောင်း10မျိုးဆိုတာတိဝကသာယုတ္တတိကေတိဝကသုတ်တမှာဟောထားတာဆိုတလိပ်ကိုအခြေခံပြီးတလိပ်ကြောင့်ဖြစ်တာရှိတယ်တိကျေကိုအခြေခံပြီးတိကျေကြောင့်ဖြစ်တာရှိတယ်လေကိုအခြေခံပြီးလေကြောင့်ဖြစ်တာရှိတယ်လူရဲ့ခန္ဓာကိုယ်မှာမမြတ်မတလွန်ကဲလာတဲ့လေတိချေတလိပ်အဲ့ဒီ3မျိုးတစ်မျိုးမျိုးကြောင့်လည်းဖြစ်တယ်အဲ့ဒီ3မျိုးလုံးပေါင်းစပ်ထားတဲ့အကြောင်းကြောင့်လည်းဖြစ်တယ်ဟောတိချေကြောင့်ဖြစ်တယ်တလိပ်ကြောင့်ဖြစ်တယ်လေကြောင့်ဖြစ်တယ်3မျိုးလုံးပေါင်းစပ်ထားတာတဏိပါဒလို့ခေါ်တယ်တိုင်းဆေးဆရာတွေတော့မေးကြည့်ရင်တဏိဘတ်ယောဂါလို့ပြောလိုက်တယ်တစ်ခါတလေအဲ့ဒီတဏိဘတ်ယောဂါဆိုတာတဏိပါဒလေတိချေတလိပ်3ခုပေါင်းပြီးတော့အကြောင်းဟောပြန်လို့ဖြစ်တယ်နောက်တစ်ခါဥတုဝိပရိနာမစာတဲ့နံပါတ်5ကျဥတုဝိပရိနာမစာယာတိဥရုဖောက်ပြတာဖောက်ပြန်တာယာတိဥရုဖောက်ပြန်တယ်ဆိုတာယာတိဥရုရဲ့အပြောင်းလဲဟာအခုပဲအေးအခုပဲပူအပူလွန်ကဲလိုက်အေးလွန်ကဲလိုက်နဲ့ဖြစ်တယ်မြန်မာနိုင်ငံမှာတည်းပဲ2010ခုနှစ်တုန်းကလူတွေများစွာဆုံမကြတယ်။ဘာကြောင့်လို့ရာသီဥတုအပူပြင်းတာကြောင့်အပူပြင်းုံနဲ့ဘာကြောင့်တရားလဲလို့ဆိုပူတဲ့အခါမခံနိုင်တော့အေးတာလုပ်တယ်။အပူနဲ့အေးတွေ့တဲ့အခါမှာဒုက္ခရောက်ကြတယ်နော်။အဲကွန်နဲ့ကအပူထွက်လိုက်အပူတွေကနေလာပြီးအဲကွန်နဲ့ဝင်လိုက်တယ်ဆိုတဲ့လူတွေချက်ချင်းဒုက္ခရောက်အပူထဲမှာရေခဲတစ်ပက်နဲ့အပူတက်တာခြင်းတို့ရေခဲတစ်ပက်နဲ့စပိုးအုပ်တဲ့လူတွေလည်းသိဆုံးသွားတာလည်းရှိတယ်ပေါ့နော်မိပွိုက်မှာသေးနေတယ်ဆိုရင်တက္ကစီသမားတွေဟာအဲ့ဒီဟာကြောင့်ဖြစ်တယ်ကောဝိစိတ်သွားပြီးတော့ရေထဲကသဲတွေကားနဲ့သဲလာတဲ့လူတွေအလုသမားတွေသဲတင်တဲ့လူတွေဟိုးရေအောက်ကသဲတွေဆိုတော့အေးနေပြမရာသီဥရုအလုံးပူတယ်သဲအေးလေးတင်းလာတဲ့သဲပေါ်မှာထိုင်လဲရတဲ့အခါဒါအေးလာတော့အေးခံကျင်တာနဲ့တဲလာတဲ့ကားပေါ်မှာပက်လက်လန်ပြီးတော့အေးလိုက်ကြခေါ်ဝိဇ္ဇကနေဈေးကြိုရောက်တော့တယောက်မှမထတော့အဲ့ဒါဥဒုဝိပရိနာမစလို့ခေါ်တယ်ဥဒုပြောင်းဥဒုလူရဲ့ခန္ဓာကိုယ်ကမလိုက်နိုင်ဘူးချက်ချင်းကြီးသွေးကြောတွေရဲ့အပူနဲ့အေးကြောင့်ခန္ဓာရင်စွမ်းမရှိတဲ့အခါမှာလူတွေကသေဆုံးသွားကြတယ်အဲ့ဒီယောဂမျိုးကိုဥဒုဒါကံနဲ့မဆိုင်ဘူး
ကံနဲ့မဆိုင်ဝိသမပရိဟာရစားတယ်အနေထိုင်မတတ်တဲ့အကြာကြီးထိုင်တယ်အကြာကြီးရက်တယ်အကြာကြီးလှုပ်တယ်ခန္ဓာကိုယ်ရဲ့သဘောကဣရိယာပုတ်တစ်ခု body physical position ပြောင်းပြီးတော့ပေးရတယ်ထိုင်တာကြာလို့ရှိရင်လည်းပြောင်းပေးရတယ်လမ်းလျှောက်ရတယ်ဣရိယာပုတ်အပြောင်းလဲပြီးတော့မနေဘူးဆိုရင်ခန္ဓာကိုယ်ကြီးကပြိုလဲသွားနိုင်တယ်ပေါ့ပြိုလဲသွားနိုင်ဣရိယာပုတ်တစ်ခုတည်းနဲ့နေရင်ပြိုလဲသွားမှာပဲအိတ်ကြည့်နေရင်လည်းမကျမ်းမာနိုင်ဘူးထိုင်ကြည့်နေရင်လည်းမကျမ်းမာနိုင်ဘူးမတ်တရကြည့်နေရင်လည်းမကျမ်းမာနိုင်ဘူးအမြဲတမ်းကြီးပဲလမ်းတစ်မျိုးတည်းလျှောက်နေရင်လည်းမကျမ်းမာဘူးလမ်းလျှောက်လိုက်ထိုင်လိုက်ရပ်လိုက်လဲလျောင်းလိုက်ဆိုတဲ့ဣရိယာပုတ်၄ပါးနဲ့နေမှခန္ဓာကိုယ်ကြီးဟာအသက်ရှည်နိုင်တာရှည်ကြနိုင်တာဖြစ်တယ်ပေါ့ဒါမှမဟုတ်ဝိဟရတိရဲ့အဓိပ္ပာယ်ကိုဖွင့်တဲ့အခါမှာဣရိယာပုတ်အပြောင်းလဲနဲ့နေတာကိုဆိုလိုတယ်တခါတရံစာပေမှာနေတယ်ဆိုတဲ့စကားလုံးကိုနေတယ်ဆိုတဲ့အဓိပ္ပာယ်ဟာထိုင်းနေတာလဲနေတာပဲအိတ်နေတာလဲနေတာပဲမတ်တရက်နေတာလဲနေတာပဲနော်လျှောက်ဆက်နေတာလဲနေတာပဲသို့သောဣရိယာပုတ်တစ်ခုတည်းကိုနေတဲ့အခါမှာနိသိဏဆိုတဲ့စကားလုံးကိုသုံးမယ်ဆိုရင်ထိုင်းနေတာတစ်ခုတည်းနဲ့ပဲသက်ဆိုင်တယနာဆိုတာကြတော့အိတ်နေတာတစ်ခုတည်းနဲ့ပဲသက်ဆိုင်ဒိဋ္ဌမာနဆိုမတ္တရနေတာတစ်ခုနဲ့ပဲသက်ဆိုင်ကိစ္စမာနဆိုလမ်းလျှောက်သွားနေတာတစ်ခုတည်းနဲ့ပဲသက်ဆိုင်ဝိဟရမာနလို့ပြောတဲ့အခါကျတော့ဣရိယာပုတ်၄မျိုးနဲ့သက်ဆိုင်တယ်တခါတော့ကဆရာတော်ကြီးတစ်ပါးပါဠိလိုရေးတယ်ပါဠိလိုရေးတဲ့အခါမှာသူရေးလိုက်တဲ့ပါဠိထဲမှာဘယ်လိုရေးတုံးလို့ဆိုသူရေးချင်တာကစကိုင်းတောင်နေတုံးကဒီကျမ်းကိုရေးတယ်ဆိုတာလေးကိုရေးချင်ရေးတော့ဘယ်လိုပါဠိစီတုံးဆိုစေယစလေနိသိဏကာလေလို့ပါဠိစီလိုက်တယ်အဲ့တော့ဆရာတော်ကြီးတို့ကဝေဖန်တယ်ဒါဖြင့်သူစကိုင်းတောင်မှာထိုင်မဲနေတာလားအိတ်မနေဘူးလားလမ်းလျှောက်တာမလုပ်ဘူးလားဆိုတဲ့အဓိပ္ပာယ်မျိုးရောက်သွားတယ်ဇေယစလေနိသိဏကာလေမန္တလေးနဂရီနိသိဏကာလေဆိုရင်ထိုင်းနေတာပဲဖြစ်တော့မယ်ကျန်တဲ့ဣရိယာပုတ်မှာဝိဟရဏကာလေသို့မဟုတ်ဝတ္တနာကာလေဒီလိုပဲပါဠိစာပေမှာ usage မှားသွားတယ်လို့ဆိုလို့ပေါ့နော်တမန်အပြင်ပြောတဲ့အခါမှာနိသိဏကာလေထိုင်းနေသောအခါ၌လို့ဆိုနေဆိုတာလေးကိုကြည့်ပြီးနိသိဏကာလေလို့ပါဠိစီလိုက်လို့ရှိရင်ဣရိယာပုတ်အလုံးနဲ့သက်ဆိုင်တဲ့စကားမဟုတ်ဘဲနဲ့ဖြစ်သွားတတ်တယ်ပေါ့ဒါလည်းသတိထားကြရပေါ့နော်အဲ့ဒီလိုဒီစာပေကျမ်းကအရာအပြောင်းအလဲလေးတွေနဲ့ခန္ဓာကိုယ်ကြီးကြာရှည်စွာတည်တံ့မှုနေတာကိုဝိဟရတိဒီလိုသုံးခဲ့တာဖြစ်တယ်ပေါ့ဒါကြောင့်မို့အဲ့ဒီလိုမလုပ်ဖဲနဲ့ဣရိယာပုတ်တစ်ခုကိုဣရိယာပုတ်တစ်ခုနဲ့ပြောင်းလဲပေးတာမလုပ်ဘူးဣရိယာပုတ်တစ်ခုရဲ့ညောင်းညာမှုကိုဣရိယာပုတ်တစ်ခုနဲ့ပြောင်းလဲလုပ်ပြီးနေထိုင်တာမဟုတ်ဘူးဆိုတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ဟာမကြခင်ပြိုလဲပျက်စီးသွားနိုင်တယ်အဲ့ဒါကြောင့်ဖြစ်လာတဲ့ယောဂကိုဝိသမပရိဟာရသယောဂလို့ခေါ်တယ်နောက်တစ်ခုကတော့ဥပက္ကမဩပက်ကမိကဥပက္ကမဆိုတာကိုယ့်ရဲ့လုံလပယောဂဖြစ်စေတပါးသူတယောက်ရဲ့လုံလပယောဂဖြစ်စေလုံလပယောဂကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတာဥမာမဲတယောက်ယောက်ကကိုယ်ရိုက်တယ်နှက်တယ်သူများရဲ့လုံလပဲသို့မဟုတ်ကိုယ့်ဟာကိုယ်မတော်တဆချော်လဲတယ်အဲ့ဒါလို့ဖြစ်ကြောင့်ဖြစ်ပေါ်လာတဲ့ယောဂမျိုးတွေကြတော့ဥပက္ခမိကဩပက္ခမိကလုံလဝိရိယတစ်ခုခုကြောင့်ကျမ်းမာရေးထိခိုက်သွားတာယောဂဝိရဏရသွားတာမျိုးသူတို့ဆိုတယ်
အဲ့ဒီလိုယောဂရခြင်းအကြောင်းတမန်အဖြစ်9မျိုးရှိတယ်နောက်ဆုံးကကြတော့ကမ္မဝိပါကစကံတရားရဲ့အကျိုးအနေနဲ့ဖြစ်ပေါ်လာတဲ့ယောဂမျိုးကံကြောင့်ဖြစ်တာလို့ဟောအကြောင်းတွေအများကြီးရှိတဲ့ထဲမှာကံတစ်ခုတည်းကိုဆွဲလန်းပြီးတော့ဆွဲမှတ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီအယူဝါဒမှန်ကန်မှုမရှိဘူးလို့သူဆိုလို့ပေါ့နော်ဘောဝိကတဟေတုဒိဋ္ဌိဆိုတာမှန်ကန်မှုမရှိဘူးဘာသာတရားတွေဖြစ်ပေါ်လာတဲ့အခါမှာလူတွေဟာအာကိုးရာအဖြေရှာရာအဖြေထုတ်တဲ့အခါမှာဘုရားသခင်ဖန်ဆင်းလို့ဆိုတဲ့အဖြေထုတ်တယ်အတိတ်ကလုပ်ခဲ့တဲ့ကံကြောင့်ဒီဘဝပါဖြစ်ဖြစ်ကံကြောင့်ဖြစ်တယ်လို့ရဆွဲလန်းတယ်နောက်တော့အုပ်စုကြတော့ဘုရားသခင်ဆိုတဲ့တကုရှင်ကိုလည်းလက်မခံဘူးအတိတ်ကလုပ်ခဲ့တဲ့ကံဆိုတာကိုလည်းလက်မခံဘူးသူကြတော့အကြောင်းမှန်သမျှညင်းပယ်ပြီးသူဖြစ်ခြင်းလို့ဖြစ်တာလို့ပြောတဲ့ပုဂ္ဂိုလ်မျိုးတွေရှိတယ်အဲ့ဒါကိုအဟေတုကဝါဒလို့ခေါ်တယ်အဟေတုအပစ္စယအကြောင်းပဲဖြစ်တယ်အဲ့ဒါဟာကဘာဥရဲ့ပေါ်တဲ့ဘာသာဝါဒကြီးသုံးခုပဲအဲ့ဒါကိုမှဒီကနေ့ခေတ်နာမည်မျိုးမျိုးတက်ပြီးတော့ပြောနေတာပါဣဒရနေမာနဝါဒကိုပဲနာမည်မျိုးမျိုးတက်တယ်ပုဗ္ဗေကတဟိတုဒိဋ္ဌိကိုပဲနာမည်မျိုးမျိုးတက်တယ်အဟိတုကဝါဒကိုပဲနာမည်မျိုးမျိုးတက်ပြီးတော့ဒီနေ့ခေတ်ပေါ်နာမည်တွေနဲ့ပြောလို့ကဘာကိုးဝေရဘာသာကြီးများနဲ့ပြောနေကြတာဖြစ်တယ်အနစ်ချုပ်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အားလုံးဟာမှန်ကန်တဲ့အယူဆတွေမဟုတ်ဘူးလို့အစစ်မှန်နဲ့ဝေးကွာနေတဲ့အရာတွေသာဖြစ်တယ်မြတ်စွာဘုရားဟောကြားတဲ့အထက်မှာဘာကြောင့်ဝေးကွာသလဲလို့ဆိုတဲ့အခါမှာမြတ်စွာဘုရားကထောက်ပြတယ်ဘုရားထောက်ပြတဲ့အချက်တွေထဲမှာအရေးကြီးတဲ့အချက်ကဘာလဲဘုရားသခင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့ဝါဒပဲဖြစ်ဖြစ်ကိုလုခဲ့တဲ့အတိတ်ကကြောင့်ဖြစ်တယ်ဆိုတဲ့ဝါဒပဲဖြစ်ဖြစ်အကြောင်းမဲ့ဆိုတဲ့ဝါဒကြောင့်ပဲဖြစ်ဖြစ်တကယ်လောကမှာလူအတိုင်းဝိုင်းထဲမှာတရားကြည့်ဒါကလှုပ်တဲ့နေဒါကမလှုပ်တဲ့ဘူးဆိုတဲ့ခွဲခြားချက်ရှိနေတယ်နော်လူယဉ်ကျေးမှုအတိုင်းဝိုင်းမှာကြည့်ရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဆိုတာဘယ်လူအတိုင်းဝိုင်းပဲဖြစ်ဖြစ်လူတွေရဲ့အတိုင်းဝိုင်းမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကရဏီယအကရဏီယလှုပ်တဲ့နဲ့မလှုပ်တဲ့ဘူးဆိုတာဒီနှစ်ခုလူတွေရဲ့အသိဉာဏ်ထဲမှာရှိနေတယ်လှုပ်တဲ့နာပြောလိုက်တဲ့အခါမှာမလှုပ်တဲ့နာလှုပ်လို့ဖြစ်တယ်လှုပ်တဲ့နာမလှုပ်လို့ဖြစ်တယ်လို့အကြောင်းထုတ်လို့ရတာအဲ့တော့အဲ့ဒီခွဲခြားချက်သည်ထာဝရဘုရားဖန်ဆင်းတယ်ဆိုတဲ့နေရာမှာဒီလိုခွဲเสียအကြောင်းမရှိတော့ဘုရားသခင်ဖန်ဆင်းတာဆိုလှုပ်တဲ့နာမလှုပ်တဲ့နာကိုယ့်အလုံးမဟုတ်တော့ကံဆိုတဲ့အကြောင်းအရာလည်းကိုယ့်အလုံးမဟုတ်တော့လှုပ်တဲ့မလှုပ်တဲ့ဆိုတဲ့အရာဒီအစစ်အမှန်အားဖြင့်ရနိုင်တဲ့အရာမဟုတ်တော့ဘူးဘာပဲဖြစ်ဖြစ်ဘုရားသခင်ရဲ့အလိုတော်ချဆိုဖြစ်သွားမှာပဲလေနောက်တစ်ခုကတော့လူတွေဆိုတာဖြစ်ချင်တဲ့ဆန္ဒရှိတယ်ဖြစ်ချင်တဲ့ဆန္ဒရှိလို့ဖြစ်အောင်ကြိုးစားတဲ့လုံလဝိရိယရှိတယ်ဖြစ်အောင်ကြံဆောင်ပြီးတော့အသိဉာဏ်နဲ့စီကူအထုတ်ကြတဲ့ပညာဆိုတာလည်းရှိတယ်ဒါလက်တွေ့အားဖြင့်ဆန္ဒဆိုတာလည်းလက်တွေ့သိနိုင်တယ်လုံလဝိရိယဆိုတာလက်တွေ့အားဖြင့်လည်းသိနိုင်တယ်အသိပညာဆိုတာလည်းလုံလဝိရိယအားဖြင့်သိနိုင်တယ်ဆန္ဒဝိရိယအသိပညာဆိုတာတွေဟာဘုရားသခင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့နေရာမှာတခုမှအသုံးဝင်တော့ဘူးလို့ဆိုလို့ကိုယ်ဆန္ဒဆိုတာအလကားကိုယ့်ရဲ့လုံလဝိရိယနဲ့လုံနိုင်တယ်ဆိုတာလည်းအလကားပဲကိုယ်အသိဉာဏ်နဲ့ဆောင်ရွက်နိုင်တယ်ဆိုတာလည်းအလကားပဲဘာကြောင့်လဲဘာပဲဖြစ်ဖြစ်ဘုရားသခင်ရဲ့အလိုတော်ကြောင့်ဘာပဲဖြစ်ဖြစ်ကံတရားကကြိုတင်သတ်မှတ်ပြီးသားဖြစ်တယ်ဘာမှလုပ်လို့မရဘူးဆိုလုံလဝိရိယနဲ့ရှောင်လွဲလို့လည်းမရဘူးပညာနဲ့ရှောင်လွဲလို့လည်းမရဘူး
စိတ်ဆန္ဒအာကိုနဲ့ရှောင်လွဲလို့လည်းမရဘူးဆိုတဲ့အဓိပ္ပာယ်ရောက်သွားတယ်အဲ့တော့ဆန္ဒဆိုတာရှိနေရတဲ့အကြောင်းမဲ့လို့ပြောလို့ရှိရင်ဒါအကြောင်းကိုရှာမတွေ့ခြင်းသာဖြစ်တယ်ဝိရိယရှိရင်ကြိုးစားရင်ကြိုးစားသလောက်ဖြစ်တယ်အသိပညာထက်မြက်ရင်ထက်မြက်သလောက်ဖြစ်တယ်ဆိုတာတွေလက်တွေ့ရှိနေသည်ဖြစ်ပါလေအဟေတုအပ္ပစ္စယအကြောင်းမဲ့ဖြစ်တယ်လို့ပြောလိုက်တဲ့စကားဟာလုံးဝအမှန်တရားနဲ့လွဲမှားသွားတဲ့အရာသာဖြစ်သွားတယ်လို့အဲ့ဒီဝါဒတွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဒီလိုဟောအဲ့တော့လောကလူတွေဟာအာကိုရာရှာလိုက်တဲ့အခါမှာအထူးအားဖြင့်ဣတရနေမာနဝါဒဖန်ဆင်းရှင်ဆိုတဲ့ပြမတကူဒါတွေကိုသွားပြီးတော့အာကိုလေးရှိကြတယ်ပေါ့အဲ့ဒီအာကိုမှုတွေဟာမှန်ကန်လားလို့ဆိုမြတ်စွာဘုရားအခုလိုထောက်ပြပြီးတော့ဒါတွေဟာမှန်ကန်မှုမရှိဘူးတကယ်အကြောင်းစစ်အကြောင်းမှမဟုတ်ဘူးဆိုပြီးလူတွေရဲ့ဥတီချက်တွေဟာအပြင်ကိုထွက်နေကိုယ့်ဘဝကိုယ်ခန္ဓာကိုမေ့လျော့ထားပြီးတော့ကိုယ့်ရဲ့အတွင်းစိတ်ကိုမေ့လျော့ပြီးတော့အပြင်ဗဟိတပဲဥလှဲ့ပြီးတော့အကြောင်းတရားတွေကိုရှားနေခြင်းဟာမှန်ကန်မှုမရှိဘူးအကြောင်းတရားဆိုတာအတွင်းအကြောင်းအပြင်အကြောင်းနှစ်ခုရှိရမှာနှစ်ခုရှိရမယ်တဲ့မဲ့အပြင်အကြောင်းတစ်ခုတည်းလို့ရင်ဘာတစ်ခုမှမရနိုင်ဘူးအပြင်ကအကြောင်းလည်းရှိနိုင်တယ်အတွင်းအကြောင်းလည်းရှိနိုင်တယ်အပြင်အကြောင်းအတွင်းအကြောင်းနှစ်မျိုးရှိတဲ့တဲ့မဲ့အတွင်းအကြောင်းဟာပိုပြီးအဓိကကျတယ်ဆိုမြတ်စွာဘုရားဟောကြားဆုံးမပြီးထောက်ပြလာတဲ့အခါမှာလူတွေဟာအမှန်တရားဘက်ကိုဥလှဲ့လာနိုင်တာကြည့်လေအမြင်မှားတာနဲ့အမြင်မှန်တာသမ္မာဒိဋ္ဌိဆိုတဲ့အမှန်မြင်မှုနဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့အမြင်မှားမှုနှစ်ခုဟာအတွင်းအကြောင်းနဲ့အပြင်အကြောင်းနှစ်ခုပေါင်းစပ်တဲ့အခါမှာဖြစ်ပေါ်လာတတ်တယ်တဲ့ပရတောခောတမမယွင်ပြောဆိုတဲ့ပုဂ္ဂိုလ်ရဲ့စကားသို့မဟုတ်သူရေးသားတဲ့စာပေသူယူဆအဲ့ဒီပရတောခောတဆိုတဲ့မမမကံပြောဆိုတဲ့ပုဂ္ဂိုလ်ရဲ့အယူဆမမမကံရေးသားဖော်ပြတဲ့ပုဂ္ဂိုလ်ရဲ့အယူဆဖတ်မိသွားခြင်းဟာနာကြားခြင်းဟာအကြောင်းတစ်ခုပဲဒါအပြင်ကြောင့်အဲ့ဒီမှာမိမိကိုယ်၌ကအသိဉာဏ်အားနည်းလို့မမမကံတွေးတောဆင်ခြင်မိခြင်းဆိုတဲ့အာယောနိသောမနတိကာရမမမကံမမကံကမတွေးတောနိုင်လို့မမမကံတွေးတောခြင်းဆို unwise attention လို့ခေါ်တယ်အာယောနိသောမနတိကာအဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့မှားယွင်းတဲ့အမြင်တစ်ခုဆိုပေါ်လာတာဖြစ်တယ်မှန်ကန်တဲ့အမြင်ကြတော့ပရတောကောသဆိုတဲ့အမှန်ပြောအမှန်ရေးထားတဲ့မှန်ကန်တဲ့တရားဓမ္မကိုကြားနာရခြင်းနားထောင်ရခြင်းမှတ်ယူရခြင်းလေ့လာရခြင်းယောနိသောမနတိကာရမိမိကိုယ်တိုင်ကလည်း wise attention မမှန်ကန်ကန်စဉ်းစားတတ်တယ်မမှန်ကန်ကန်နှလုံးသွင်းနိုင်တယ်အဲ့ဒီအကြောင်းနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာတမ္မာဒိဋ္ဌိဆိုတဲ့အမှန်မြင်ကိုရတခုတည်းမဟုတ်ဘူးအဲ့ဒီမှာပရတောဘောဓဆိုတာ external condition အပြင်ဘက်ကအကြောင်းတရားဖြစ်တယ်ယောနိသောမနတိကာရအာယောနိသောမနတိကာရဆိုတာတွေက internal condition အတွင်းအကြောင်းတွေဖြစ်တယ်အတွင်းနဲ့အပြင်နှစ်ခုပေါင်းစပ်တဲ့အခါမှာယလတ်တစ်ခုထွက်လာတယ်တို့ဆိုတာနော်ယလတ်တစ်ခုထွက်လာဒါရင်လားလို့ဆိုတခြားအရာတွေလည်းစဉ်းစားကြည့်တယ်မျက်စိကမြင်သိစိတ်ဆိုတဲ့နေရာမှာနံပါတ်1မျက်စိကောင်းမှုလိုတယ်အတွင်းအကြောင်းပြင်ဘက်ကအဆင်းအာယုံမျက်စိမှာထင်လာဖို့လိုတယ်မျက်စိလည်းကောင်းရမယ်အဆင်းအာယုံကလည်းမျက်စိပေါ်မှာထင်လာမယ်အဲ့ဒီအကြောင်းတစ်ခုပေါင်းစုံလိုက်တဲ့အခါမှာမြင်သိစိတ်ဆိုတာပေါ်လာလေအတွင်းအကြောင်းနဲ့အပြင်အကြောင်းတစ်ခုပေါင်းစပ်လိုက်မှအကျိုးတစ်ခုပေါ်တယ်ထို့တူပဲလူဘဝမှာလည်းစဉ်းစားကြည့်လူတွေပြောကြတယ်မဟုတ်လားကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာ
လူတွေဟာအစာအာဟာရကိုလုံလောက်အောင်စားရမှကျန်းမာနိုင်တယ်လို့ဆိုတယ်ဟုတ်ပြီအစာစားတိုင်းကျန်းမာသလားပြင်ပဗဟိတအစာဘလောက်ကောင်းကောင်းခန္ဓာကိုယ်အတွင်းကကလိစားတွေကချွတ်ယွင်းသွားပြီဆိုလို့ရှိရင်ဘလောက်ကောင်းတာတွေထည့်ပေးနေလူဟာအသက်ရှင်မှုခက်ခဲသွားပြီပေါ့ဒါဘာကြောင့်လို့ဆိုအတွင်းအကြောင်းကပြတ်သွားပြီအပြင်အကြောင်းတစ်ခုတည်းနဲ့အလုံးမဖြစ်ဘူးဆိုပြဟုတ်ပြီအတွင်းကလေးစားတွေကအကုန်ကောင်းတယ်အစာဖြတ်ရေငတ်အစာဖြတ်ရေငတ်ရေပြတ်စားလိုက်တဲ့အစာတွေကအာဟာရမဖြစ်ဟိုးလွန်ခဲ့တဲ့နှစ်20လောက်ကအီသီယိုးပီးယားမှာအာဟာရတွေပြတ်လက်သွားတဲ့လူသားလေးတွေရဲ့ရုပ်ပုံလွှာတွေမျက်စိထဲမှာမြင်အောင်ရှိနေတယ်အာရတလုံလောက်အောင်မစားရလို့ရှိရင်လည်းတူချမရေးဆိုမရဘူးအဲ့တော့အတွင်းအကြောင်းနဲ့အပြင်အကြောင်းဒီနှစ်ခုပေါင်းစပ်ပြီးနှစ်ခုစလုံးကောင်းမှကောင်းမြတ်တဲ့အကျိုးတစ်ခုထွက်တယ်အရာခတ်သိမ်းဟာအဲ့ဒီတိုင်းပဲအကုန်လုံးအတွင်းနဲ့အပြင်နှစ်ခုပေါင်းစပ်ရမယ်အဲ့ဒီထဲမှာအကောင်းဆုံးရလတ်ဖြစ်ဖို့ရအတွက်ကအပြင်ကတော့အထောက်အကူလောက်သာဖြစ်ပြီးတော့အဓိကအကြောင်းကအတွင်းအကြောင်းဖြစ်တယ်ဆိုတာမြတ်စွာဘုရားဟောကြားတဲ့အခါမှာပို့ပြီးတော့ရှင်းနေလာတယ်အပြင်အကြောင်းတွေကိုဥပနိဒေယပစ္စယောမိကိုအထာယအကြောင်းတစ်ခုအနေနဲ့တော့မှန်တယ်သို့တော့အတွင်းကိုကောင်းအောင်မလုပ်ဖဲနဲ့အပြင်နဲ့တင်ဘာမှဖြစ်လာမှာမဟုတ်သေးဘူးဒါကြောင့်မြတ်ဗုဒ္ဓရဲ့ဆုံးမရအာကိုရရှာကြပြီဆိုတဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ဟာmind center teaching စိတ်ကိုဗဟိုပြုပြီးတော့ဆုံးမဩဝါဒပေးတယ်စိတ်ဆိုတာအတွင်းကိုပြောတာအတွင်းကိုပြုပြင်မို့ရာအတွက်မြတ်စွာဘုရားဟောကြားတာဖြစ်တယ်အတွင်းဆိုတဲ့နေရာမှာရုပ်နဲ့နာမ်နှမျိုးရှိတဲ့ထက်ပဲပြောမယ်ဆိုရင်ရုပ်ကိုပြင်ရမှာလားနာမ်ကိုပြင်ရမှာလားအတွင်းနှမျိုးထဲမှာလည်းကြည့်လိုက်မယ်ဆိုရင်ရုပ်ဆိုတာအကာသဘောပဲမိယာသဘောတစ်ခုပဲတကယ်အလုံးလုံးလှုပ်ရှားပြီးတော့နေတာတွေကတော့နာမ်ရဲ့စွမ်းရည်တတ္တိပဲလို့သူဆိုတယ်ရိုဘောဆိုတဲ့စက်ရုပ်ကလေးကိုကြည့်အပြင်ကတော့ဒီဘက်ထရီအားထည့်ထားတယ်ဆိုလို့ရှိရင်ဘက်ထရီစွမ်းအားကြောင့်ဒီအယုတ်ကလေးကစကားပြောတယ်လှုပ်တယ်ရှားတယ်နော်လှုပ်ရှားမှုဟာအပြင်ဘက်ကအင်္ဂါရက်တွေကြောင့်ထင်ရှားတယ်သို့တော့အင်္ဂါရက်တွေဘယ်လောက်ပဲရှိအတွင်းဘက်ထရီအားကုန်သွားပြီဆိုလို့ရှိရင်လှုပ်လို့မရဘူးအရေးကြီးတာကအတွင်းအားကပို့ရေးကြည့်တယ်လို့သူဆိုလို့ပဲပေါ့အဲ့တော့ယုံနဲ့နာနှမျိုးထဲမှာလည်းပဲမြတ်စွာဘုရားလူတွေရဲ့တဏ္ဍာမှာယုတ်တရားကိုပြုပြင်မှုအတွက်နန္တရားကိုပြုပြင်ရမှာဖြစ်တယ်ဆိုတာထင်ထင်ရှားရှားသိလာမြတ်စွာဘုရားကရှင်းလင်းဟောကြားတဲ့အခါမှာစိတ်တွေတန်ကိလေတွေဒုက္ကတိပါတိခေခာစိတ်ဓာတ်ညှဉ်းနှွမ်းနေပြီဆိုရင်အခြေအနေကောင်းဖို့မမျှော်လင့်နဲ့ဆိုလို့မကောင်းတဲ့အခြေအနေကိုပဲမျှော်လင့်ရမှာဒုက္ကတိဆိုအခြေအနေမကောင်းဘူးစိတ်တွေဝိတုဒ္ဓေဒုက္ကတိပါတိခေခာစိတ်ကအခြေအနေကောင်းလို့ရှိရင်အလားလားကောင်းတယ်လို့ပြောတန်ရှင်းမှုဟာစိတ်တန်ရှင်းမှုကပိုရေးကြည့်တယ်ဆိုတာကိုမြတ်စွာဘုရားအတွင်းဘက်ကိုလှည့်ပြီးတော့အာကိုရာကိုကြည့်ခိုင်းတာဖြစ်တယ်တခြားလုံးလူတွေဟာအပြင်မှာအာကိုရာရှားနေကြတယ်မြတ်စွာဘုရားရဲ့ဆုံးမရအပြင်ကိုအာကိုရာမရှာနဲ့အတွင်းကိုရှာအပြင်ကိုမရှာနဲ့ဆိုတာကြတော့လုံးဝမရှာနဲ့လို့ပြောတော့မဟုတ်ဘူးလုံးဝမရှာနဲ့လို့ပြောတာမဟုတ်ဘူးအသိပညာရရှိဖို့အတွက်မြတ်စွာဘုရားဟာအတွင်းအကြောင်းအပြင်အကြောင်းနှမျိုးလုံးအတိုင်းအတာတစ်ခုနဲ့ဟောထားတာရှိတယ်တပ္ပုရိတတန်သေးဝတ
တတ္တမတဝနာအသိပညာထိုးကားဖို့ဓမ္မနဲ့ပတ်သက်တဲ့အသိပညာရဖို့ရအတွက်အပြင်အကြောင်းနှစ်ခုပါလဲလို့ဆိုရင်တပ္ပုရိသတန်တေဝလူတော်လူကောင်းတွေနဲ့လူတော်လူကောင်းနဲ့ပေါင်းသင်းဆက်ဆံမှုလူတော်လူကောင်းနဲ့ပေါင်းသင်းဆက်ဆံမှုကြောင့်သူ့ရဲ့ဟောပြောသွန်သင်မှုကိုနားထောင်ရမှုဒီနှစ်ခုဟာအရေးကြီးတယ်လို့ဆိုဒီကနေ့အရေးကြီးလို့လူငယ်လူရွယ်တွေဟာကြည့်နေတက္ကသိုလ်တွေကောလိပ်တွေကျောင်းတွေဖွင့်ပြီးတော့ပညာသင်ရတယ်ဆိုတော့ဒီပြန်အဲ့ဒါပဲအပြင်အကြောင်းကိုစတင်ပြီးတော့လှုပ်ချလာတာဖြစ်တယ်အပြင်အကြောင်းလဲလိုအပ်တယ်လို့ဆိုသို့တော့အဓိကတော့မဟုတ်ဘူးပါရမယ်မပါရဘူးတော့မဟုတ်ဘူးပြင်အကြောင်းလဲရှိရမယ်အတွင်းအကြောင်းကြတော့ယောနိသောမနတိကာရနဲ့ဓမ္မနုဓမ္မပฏิပတ်တိယောနိသောမနတိကာရဆိုတာသင်ကြားပို့ချထားတဲ့ဟောပြောဆုံးမထားတဲ့တရားဓမ္မနဲ့ပတ်သက်ပြီးမှန်မှန်ကန်ကန်နှလုံးသွင်းဆင်ခြင်မှုဓမ္မနုဓမ္မပฏิပတ်တိလမ်းစဉ်အတိုင်းကျင့်ကြံကြိုးကိုအထောက်မှုလက်တွေ့လှုပ်ဆောင်မှုဆိုတာဒါအတွင်းအကြောင်းနှစ်ခုတဲ့အပြင်အကြောင်းနှစ်ခုအတွင်းအကြောင်းနှစ်ခုလုံလောက်အောင်ပေါင်းစပ်လိုက်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကအသိပညာတွေရတယ်လို့သူတို့ဆိုတယ်သောတာပန်ဖြစ်ခြင်းအကြောင်း၄မျိုးဆိုတာလဲဒါပဲလူသားတွေအတွက်အကျိုးပြုတဲ့အကြောင်းတရား၄မျိုးဆိုတာလဲဒါပဲပညာရဖို့အကြောင်းတရား၄မျိုးဆိုတာလဲဒါပဲအတွင်းနဲ့မြတ်စွာဘုရားဟောတဲ့တရားတော်တွေဟာဘယ်ခေတ်မှာပဲဖြစ်ဖြစ်ခေတ်ဒိတ်အောက်သွားတာဆိုတာမရှိဘူးနော်ခေတ်မီနေတာပဲဖြစ်တယ်မိမိကိုယ်တိုင်စဉ်းစားဆင်ခြင်တတ်ဖို့ပဲအရေးကြီးတယ်ဒီကနေ့ခေတ်ပညာတတ်သွားတဲ့ပုဂ္ဂိုလ်တွေဟာဒီလမ်းကြောင်းနဲ့ပဲသွားတာပဲလေဒီလမ်းကြောင်းနဲ့သွားတာဒီနေရာမှာမြတ်စွာဘုရားကဥတီဟောတာကတော့တန်တရားဝကကျွတ်လက်ဖို့ဓမ္မလမ်းကြောင်းပဲဥတီဟောတာဖြစ်လို့လောကီဘက်ကကြည့်မယ်ဆိုရင်လည်းဒီလမ်းကြောင်းပဲအေးတပ္ပုရိသဝတ္တယဆိုပညာတတ်တဲ့ပုဂ္ဂိုလ်နဲ့ပညာတတ်တဲ့ပုဂ္ဂိုလ်ကိုစိတ်ကြရမယ်တတ္တမတဝနာအဲ့ဒီပညာတတ်ဆရာကြီးတွေမောက္ခတွေကတိကတွေထံကနေပြီးတော့သင်ယူရမယ်ဆိုတာဒီတိုင်းပဲလေပညာတတ်ဖို့ရအတွက်နိဗ္ဗာန်ရဖို့ရအတွက်ကြောင့်နိဗ္ဗာန်ကြောင်းဟောပြောနိုင်တဲ့မိမိကိုယ်တိုင်အောင်မြင်ပေါက်ရောက်ပြီးတဲ့ပုဂ္ဂိုလ်ဟာတပ္ပုရိသအဲ့ဒီပုဂ္ဂိုလ်နဲ့ပေါင်းတယ်ပေါင်းပြီးတော့အဲ့ဒီပုဂ္ဂိုလ်ရဲ့ဤစနစ်ကိုနာယူမှတ်သားတယ်ဆိုတော့ကိုလိုချင်တဲ့အတိုင်းတာတစ်ခုဒီနှစ်ခုဟာအရေးကြီးတာမို့ရှေ့ပိုင်းကနေဒီလိုခေါ်တာဒါအပြင်အကြောင်းတွေကြီးပဲအတွင်းအကြောင်းဆိုတာကိုလိုရမယ့်ဟာတော့ယောနိသောမနတိကာရနဲ့ဓမ္မနုဓမ္မပฏิပတ်တိပဲသင်ကြားပို့ချထားတဲ့အတိုင်းတကယ်လက်တွေ့လှုပ်ဆောင်တယ်ခံယူနိုင်တဲ့အတိုင်းအတာတစ်ခုနဲ့ခံယူတတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာပညာတတ်ဖြစ်သွားတယ်လောကဆရာဝန်ဖြစ်မယ်အင်ဂျင်နီယာဖြစ်မယ်ပညာရှင်ဖြစ်မယ်ဆိုတာမျိုးဖြစ်သွားတယ်ဒါလည်းဒီတိုင်းပဲပေါ့ဒီလေးခုပဲတူတူပဲအဲ့လိုလောကလူသားတွေဟာဘာသာတရားကတခြားအကိုယုံကြည်မှုတွေကတခြားဆိုပြီးတော့တခြားဘာသာတွေနဲ့ပြောမယ်ဆိုရင်ဖန်ဆင်းရှင်ကပညာသင်ဖို့အတွက်ဘာထောက်ကူပြုဘာမှထောက်ကူပြုအတိတ်ကံဆိုတဲ့ယုံကြည်မှုကရဘာထောက်ကူပြုဘာမှထောက်ကူဘာလို့လဲဆိုဖန်ဆင်းရှင်ကြီးရဲ့ကိုယ်မဆာမဲ့နေ့ကိုမျှော်လင့်နေရင်ဘာတစ်ခုမှဖြစ်မလာဘူးလေကံတရားအကျိုးပေးမဲ့အချိန်တိအောင်စောင့်နေလဲဘာတစ်ခုမှဖြစ်ဘူးသူ့ဘာသူဖြစ်ရမယ် accident တဲ့အာဟိတုအပိစ္ဆယသူ့ဘာသူလည်းဘာမှဖြစ်မလာဘာမှဖြစ်မလာနိုင်ဘူးပေါ့တကယ်ကတော့လူတွေရဲ့တဏ္ဍာမှာခုနကပြောရတဲ့စိကံမိဝဲရမယ်ပုဂ္ဂိုလ်နဲ့ဆုံတွေ့ရမယ်သူစီကပညာသင်ယူရမယ်ကိုယ်ကိုယ်တိုင်မှတ်သားနာယူပြီးကိုယ်ကိုယ်တိုင်လက်တွေ့ကျင့်သုံးရမယ်ဆိုရင်ဒါဟာလက်တွေ့အကြဆုံးပဲဖြစ်မြတ်စွာဘုရားဟောတာအဲ့ဒါ
ဒါကြောင့်မို့ရဗုဒ္ဓရဲ့ဆုံးမတဲ့အာကိုရာရှာမယ်တကယ်အာကိုရာဘာဖြစ်လဲလောကမှာလူတွေဟာကြည်ဘုရားသခင်အာကိုမယ်ဆိုလို့ရှိရင်မွေးတဲ့ကဘုရားသခင်ကအလိုတော်ချဘုရားသခင်ဖန်ဆင်းလိုက်လို့လူဖြစ်နေတခြားဘာလုပ်เสียလို့ဘာမလုပ်ဘာလုပ်เสียတော့မလုပ်သို့တော့မွေးတဲ့အကြောင်းနေရတယ်ကျူရှင်တဲ့ရတယ်စာရီကျက်ရတယ်ဒါတွေမလုပ်ရင်တခုမှမဖြစ်ဘူးဆိုတာလက်တွေ့ရှိရတဲ့နဲ့တမန်အဖြစ်တကယ်ဆင်ခြင်စဉ်းစားတတ်တဲ့ပုဂ္ဂိုလ်တယောက်အဖို့ဟာဘယ်ဟာအမှန်တရားလဲဆိုတာသိရှိနားလည်နိုင်စွမ်းရှိတယ်ပေါ့မစဉ်းစားဘူးယုံကြည်မှုတစ်ခုတည်းနဲ့သွားရင်ကတော့ဒီပုဂ္ဂိုလ်ဟာတော့မျက်စိမိတ်ပြီးတော့လက်ခံတာပေါ့မျက်စိမိတ်ပြီးလက်ခံမှာပေါ့ရဗုဒ္ဓရဲ့အဆုံးအမတရားကြတော့အဲ့လိုမဟုတ်ဘူးကြိုက်တယ်လို့စဉ်းစားကြိုက်တယ်လို့ဝေဖန်ဖြစ်နိုင်တယ်ရှိမရှိရသော်ဘုရားကိုယ်တိုင်ကလည်းဝေဖန်မှုအမြဲတမ်းတိုက်တွန်းတယ်ကိုယ်တိုင်ကြိုးစားရမယ်လို့အမြဲတမ်းတိုက်တွန်းတယ်ငါဟာကြိုးစားအထုတ်ခဲ့လို့ဒီအဆင့်ကိုရောက်လာတာမင်းတို့တွေလည်းကြိုးစားအထုတ်ရင်ဒီအဆင့်ကိုရောက်မယ်ဆိုတာအမြဲတမ်းတိုက်တွန်းတာပဲဖြစ်တယ်ပေါ့ကြိုးစားရမယ်ဆိုတာအမြဲတမ်းတိုက်တွန်းတာဒါကြောင့်မို့ရဗုဒ္ဓရဲ့အဆုံးအမအရာအာကိုရာဆိုဒီမှာအပြင်မှာအာကိုရာတဲ့တကယ်အနှစ်သာရအာကိုရာနဲ့ကိုယ်ဝါကိုယ်တည်ဆောက်ရမှာဖြစ်တယ်ဒါကြောင့်မို့အတ္တဟိအတ္တနောနာထောဆိုတဲ့မြတ်စွာဘုရားရဲ့တရားစကားဟာဘာသာတရားတွေရဲ့ယုံကြည်ချက်ကိုကင်လှုပ်လိုက်တယ်လို့ဖြစ်သွားတယ်ပေါ့မိမိဒီသားနဲ့မိမိရဲ့ကိုယ်ဝေရာလို့တချို့ပုဂ္ဂိုလ်တွေကြတော့ဘလို့တွေးတော့ဆိုအာကိုအာကိုရာဆိုလို့ရှိရင်ဘယ်ဘာသာတရားကိုးကွယ်เสียလူသေးတော့ဘယ်ဘုရားကိုးကွယ်เสียလူသေးတော့ဆိုပြီးမြတ်စွာဘုရားကငါကိုးကွယ်လို့တခါမှမခိုင်းနော်ပြီးတော့မြတ်စွာဘုရားကမားတဲ့ဘုရားလည်းမဟုတ်ဘူးလမ်းပြတဲ့ဘုရားသာဖြစ်တယ်တကူတော်နဲ့မားစားတယ်ဆိုတဲ့ဘုရားမျိုးလည်းမဟုတ်ဘူးမြတ်စွာဘုရားကိုအားကိုးရတာဘာအတွက်အားကိုးရမှန်ကန်တဲ့အသိဉာဏ်ရဖို့အတွက်သာအားကိုးတာဖြစ်တယ်ဒါကတော့လူအချင်းချင်းမှလည်းပဲပညာတတ်ခြင်းပညာတတ်ကျွမ်းတဲ့ပညာရှင်တွေကိုအားကိုးရမှာပဲသူစီသင်မှပညာရမှာကိုအဲ့ဒီအနေနဲ့အတိုင်းအတာတစ်ခုရအားကိုးရတာဖြစ်တယ်ဟိုလိုကိုးခဲ့တာမျိုးမဟုတ်ဘူးဒါဖြင့်မြတ်စွာဘုရားကတရားရည်ရဲ့အကျိုးကိုဘယ်ပုံပဲနည်းကဲတင်နာဖြစ်တယ်လေလို့ဆိုလို့ရှိရင်ရှင်းရှင်းလေးရဟိတေပဝတ္တနေနအာဟိတာသနိဝတ္တနေနတတ္တနာပယံဟိတတိဘုဒ္ဓောမြတ်စွာဘုရားဟာတရားရည်ရဲ့အာကိုရာဘယ်ပုံဖြစ်တယ်လဲဆိုလို့ရှိရင်တရားရည်ရဲ့တဏ္ဍမှာကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေနိုင်တဲ့ကုသိုလ်တရားတွေကိုဖြစ်စေအောင်တိုက်တွန်းပေးတယ်လမ်းညွှန်ပေးတယ်အာဟိတာသနိဝတ္တနေနအကျိုးမဲ့ဖြစ်မဲ့အရာတွေကနောက်ဆုတ်ဖယ်ရှားစေတယ်ဒါလောကမိဘတွေကကိုယ်တန်သမီးကိုကြီးပွားတိုးတက်စေခြင်းမေတ္တာမလုံးနဲ့ဒါလို့ဒါပဲပြောတာပဲဟုတ်လားမိဘကသားသမီးကိုစာချက်ပေးပြီးတော့သားသမီးပညာတတ်ကြီးဖြစ်တာမှမဟုတ်တာမိဘတွေကသားသမီးကိုဆုံးမရင်ဒါမလုံးနဲ့ဒါလို့မိဘခိုင်းတဲ့အတိုင်းမလုံးရမှာကိုရှောင်တယ်လုံးရမှာကိုလှုပ်ခြင်းအဖြစ်ဒီသားသမီးဟာကြီးပွားတိုးတက်လာတာဒါလောကရဲ့လက်တွေ့ပဲပေါ့မြတ်စွာဘုရားကလည်းတရားတွေကိုကဲတင်တယ်ဆိုတာအဲ့ဒီနည်းနဲ့ကဲတင်တာပဲဟိတဆိုတာကောင်းကျိုးချမ်းသာတွေကိုဖြစ်စေနိုင်တဲ့အကြောင်းတရားတွေအခြေအနေကောင်းတွေကိုဟိတလို့ခေါ်တယ်ဟိတဆိုတာအကျိုးစီးပွားလို့ဗမာတွေကဘာသာပြန်လေးရှိတော့လေတကယ်ကတော့အကျိုးတရားမဟုတ်ဘူးအကြောင်းတရားသာလျှင်ဖြစ်တယ်အဲ့တော့မြန်မာစကားကိုပဲအဓိပ္ပာယ်သင့်လျော်အောင်ဖော်ဆောင်မယ်ဆိုရင်အကျိုးရဲ့စီးပွားအကျိုးရဲ့စီးပွားဆိုရင်အကျိုးကိုဖြစ်ထွန်းစေတတ်တဲ့အကြောင်းတရားလို့အဓိပ္ပာယ်ရတယ်နော်
အကျိုးရဲ့စီးပွားအကျိုးဤစီးပွားဆိုတာအကြောင်းတရားပဲဒါမို့ဟိတကိုဒုက္ခကာရဏဟိတံလို့စာပေကျမ်းကမှာဖွင့်ဆိုတာဖြစ်တယ်ချမ်းသာခြင်းရဲ့အကြောင်းတရားကိုဟိတလို့ခေါ်တယ်တတ္တဖလံဒုက္ခံဟိတရဲ့အကျိုးကြတော့မှဒုက္ခမြတ်စွာဘုရားဟောတဲ့တရားတော်တွေထဲမှာဟိတနဲ့ဒုက္ခဆိုတဲ့ဒီစကားလုံးနှစ်ခုကိုအမြဲတမ်းတွဲဖက်ဟောထားတာဟာသိပ်ပြီးတော့အဓိပ္ပာယ်ရှိတယ်အကြောင်းနဲ့အကျိုးတွဲဖက်ပေးထားတာဖြစ်တယ်ပေါ့ဟိတမလုံးသမျှမင်းဒုက္ခမရနိုင်ဘူးဟိတကိုမိဘတွေကသာသမီချစ်လို့ဒုက္ခကိုတိုက်ရိုက်ပေးနိုင်လားပေးလို့မရဘူးပဋ္ဌာန်တော့ပေးလို့ရပစ္စည်းဥစ္စာတွေပေးလို့ရဒုက္ခကိုတိုက်ရိုက်ပေးလို့မရဘူးဟိတပဲပေးလို့ရအဲ့ဒါလိုပဲဟိတဆိုတာအခြေအနေကောင်းအောင်လုပ်ပေးတာလိမ့်လိမ့်မနေမယ်စာကြိုးစားမယ်မင်္ဂနဲ့လမ်းကြောင်းကရှောက်လမ်းမယ်ဆိုတာဒါဟိတပဲအဲ့ဒီဟိတအခြေအနေကောင်းပြီဆိုရင်ဒုက္ခဆိုတာလာမှာပဲပေါ့ဒီလိုဆိုလိုတာပေါ့နော်မြတ်စွာဘုရားကလည်းဟိတကိုလမ်းညွှန်မှုပေးခြင်းအပြင်ဒုက္ခကိုဖော်ဆောင်ပေးတာဖြစ်တယ်ဒါကြောင့်မို့ဘုရားရဲ့လောကမှာဘုရားပွင့်လာခြင်းဟာဘာအတွက်လဲလို့မေးဘဟုဇနာဟိတယဘဟုဇနာဒုက္ခယတဲ့လူသားတွေအကျိုးစီးပွားများစွာသောတရားဝါတွေအကျိုးစီးပွားဖြစ်ထွန်းမှုများစွာသောတရားဝါတွေချမ်းသာဒုက္ခရဖို့ဆိုတာဒုက္ခတစ်ခုတည်းဘယ်တော့မှမသုံးဘူးပါဠိတော်မှာနှစ်ခုဟိတနဲ့ဒုက္ခတွဲဖက်သုံးတာအကြောင်းနဲ့အကျိုးဖက်ထားတာဖြစ်တယ်အကျိုးလိုချင်အကြောင်းကိုလုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒီလိုဆိုလိုတာဒါကြောင့်မို့တရားဝါတွေချမ်းသာစေခြင်းဟိတကိုလှုပ်ဆောင်စေရအာဟိတကတစ်ဖက်ကအာဟိတလို့ဆိုတဲ့ဆန့်ကျင်မဲ့မကောင်းကျိုးထုတ်လွတ်တတ်တဲ့အကုသိုလ်တရားတွေကရှောင်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့မလုံးတင်တာကိုမလုံးခဲနေခြင်းလုံးတင်တာကိုလှုပ်ဆောင်ခြင်းလို့ဆိုတဲ့ဟာဒီနှစ်ခုဟာဒီလူတူတယောက်ရဲ့ကြီးပွားတိုးတက်မှုဘဝကောင်းစားမှုအတွက်အရေးကြီးဆုံးအချက်ပဲဖြစ်တယ်မြတ်စွာဘုရားကသရဝါတွေကိုကဲ့တင်နေဆိုတာဒီလိုလမ်းညွှန်ပြီးတော့ကဲ့တင်တာသာဖြစ်တယ်ပေါ့ပုံဖွဆိုပြီးမှန်းပြီးတော့ငါကိုယ်တော်မြတ်ရဲ့ကောင်းကင်ဘုံကြီးကိုခေါ်လိုက်မယ်ဆိုပြီးတော့ခေါ်တာမှမဟုတ်တာနော်ကောင်းကင်ဘုံကရောအန္တရာယ်ကင်းတဲ့နေရာလားဆိုသင်္ခါရတွေနဲ့တိဆောက်ထားလို့ရှိရင်ဝေယဓမ္မသင်္ခါရဆိုတဲ့အတိုင်းပဲပြတ်သွားမှာပဲလေသင်္ခါရတွေကမလွတ်ဘူးဆိုရင်ပြတ်သွားမယ့်အရာတွေကြီးပဲသင်္ခါရမှန်သမျှဟာပြိုကျပျက်စီးပြောင်းလဲသွားခြင်းမှာပဲအဆုံးသတ်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဒီအဆုံးအမအာကိုရရှားတယ်ဆိုတာကိုယ်တဏ္ဍမှာရှားတာအမှန်ကန်ဆုံးပဲလို့မြတ်စွာဘုရားကရှားပြီးဆိုရင်ဘာနဲ့ရှားရမှာလဲမေးတဲ့အခါဥဋ္ဌာနေနပမာဒေနတံမေနဓမေနသာဒီပံဂိရထမေရာဝိယံဩခောနာဘိကိရတိလို့ဓမ္မပဒမှာရှားရမယ့်အချက်လက်တွေကိုဘဝကိုအာကိုရတစ်ခုရှားတဲ့အခါမှာသူ့ဘာသူတော့ရလာမှာမဟုတ်ဘူးဘာတွေနဲ့အာကိုရကိုတိဆောက်ရမလဲလူတွေဟာကိုနေဖို့အိမ်လုံးလုံးချုံချုံနေဖို့အိမ်ကိုဆောက်လို့ရသလိုပဲကိုဘဝတန်တရားထဲမှာဆင်းရဲဒုက္ခတွေကလွတ်မြောက်ဖို့ရအတွက်အာကိုရတစ်ခုဖန်တီးကြရမှာဖြစ်တယ်ကိုယ်တိုင်ပဲဖန်တီးရမယ်ဘုရားသခင်ကဖန်ဆင်းပေးမှာမဟုတ်ဘူးကိုယ့်ဟာကိုယ်ဖန်ဆင်းရမှာကိုယ့်ဟာကိုယ်လုပ်ကြရမှာဖြစ်တယ်ဘာနဲ့လုပ်လဲဥဋ္ဌာနေနတက်တက်ကြွကြွလုံလဝိရိယကိုအသုံးချရမယ်ကြိုးစားရမယ်လို့ဆိုတယ်အပမာဒစင်စစ်မပြတ်တတိထားနေရမယ်တတိရှိရမယ်ကြိုးစားပြီဆိုရင်တတိရှိရတန်ယမကိုချင်းသီလဖြင့်ကိုယ်မူရာနှုတ်မူရာကိုထိမ့်သိမ်းဆောရှောင်းနိုင်ရမယ်ဓမ္မမျက်စိနာနာလျာကာယမနဆိုတဲ့ဓဝရ6ပေါက်ဣန္ဒြေ6ပါးကနေပြီးတော့အဆိုးတရားတွေမဝင်ရအောင်ဆုံးမလုံခြုံအောင်ထိမ့်သိမ်းဆောရှောက်ရမယ်လို့ဆိုတဲ့အခါမှာ
ဒီအချက်တွေကိုကိုယ်တဏ္ဍာမှာပြည့်စုံအောင်လုပ်ပြီးတော့အားကိုးရရှာပါအပြင်မှာရှာခိုင်းတာတခုမှမရှိဘူးကောင်းကင်ဘုံကိုမော့ကြည့်ပြီးမရှာနဲ့ရေပြင်ပေါ်ကအားကိုးရတွေကိုတွားပြီးတော့ငုံကြည့်ပြီးတော့လည်းမရှာနဲ့အားကိုးရရှာမှာကိုယ့်ရဲ့တဏ္ဍာမှာရှိတဲ့ဟာရှာကိုယ့်ရဲ့တဏ္ဍာမှာရှိနေတဲ့လုံလဝိရိယကိုသုံးချရမယ်တပည့်စကြာတရားဟောတဲ့အခါမှာမြတ်စွာဘုရားမဂ္ဂင်၈ပါးအကျင့်တရားကိုဟောပြောခဲ့တာဖြစ်တယ်မဂ္ဂင်၈ပါးဆိုတာကိုယ်တဏ္ဍာမှာရှိတဲ့အရာကိုစွမ်းအင်တတ္တိတွေတိုးမြင့်ပေးတာပဲဖြစ်တယ်ပေါ့အဲ့ဒီမှာဥဋ္ဌာနေနလုံလဝိရိယနဲ့ရှားဆိုတာတမ္မာဝါယာမကိုပြောတာဘယ်လိုလုံလဝိရိယရှိရမလဲလို့ဆိုတဲ့အခါမှာလူတွေကတခြားနေရာမှာတော့လုံလဝိရိယကြီးမားကြတယ်ကိုယ်တဏ္ဍာမှာအာကိုရအဖြစ်တိဆောက်တဲ့အခါမှာတော့လုံလဝိရိယနေကြတယ်လို့ပြောဒီနေရာမှာလုံလဝိရိယဆိုတာဘာလဲအကုသိုလ်တရားတွေမဖြစ်ရအောင်ပိတ်ဆို့ဖို့ကြိုးစားရမယ်ဖြစ်လာလို့ရှိရင်တွန်းလှန်ဖယ်ရှားဖို့အတွက်ကြိုးစားရမယ်ကောင်းတဲ့အခြေအနေကောင်းတဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာမဖြစ်သေးရင်ဖြစ်အောင်ကြိုးစားရမယ်ဖြစ်ပြီးလို့ရှိရင်တိုးပွားလာအောင်ကြိုးစားအဲ့ဒီကြိုးစားမှု၄ရပ်ကိုဥဋ္ဌာဏလို့ခေါ်တာဒီနေရာမှာရှာရမှာအဲ့ဒီ၄ဘက်၄ဌာနရှာခုနပြောတဲ့မလုံးတင်တာနဲ့လုံးတင်တာမလုံးတင်တာတွေမလုံးပြီးအောင်ထိန်ချုပ်ရမယ်လုံးပြီးသွားရင်ဖယ်ရှားပြရမယ်လုံးတင်တာတွေကိုပြည့်ပြည့်ဝလှုပ်ဆောင်ရမယ်ပြည့်စုံအောင်လှုပ်ဆောင်ရမယ်ဟောသမ္ပပဋ္ဌာန်တရား၄ပါးတမ္မာဝါယာမလို့ဆိုတယ်အဲ့ဒါနဲ့တိဆောက်ရမှာဖြစ်တယ်ပေါ့မကောင်းတာတွေကိုတွန်းထုတ်ဖယ်ရှားပြီးကောင်းတာတွေကိုတိဆောက်ဖို့အတွက်လုပ်ပြီးဆိုတဲ့အခါမှာအလုပ်ဆိုတာဟာစင်စစ်မဲ့ပြတ်တတိထားပြီးတော့လုပ်မှလာတယ်အောင်မြင်နိုင်တာဖြစ်သောကြောင့်အပ္ပမာဒရရှိထားတဲ့အခြေအနေလေးကိုရည်မှုပြီးတော့မနေနဲ့ငါကြမ်းပါသေးတယ်ဆိုတဲ့အနေထားငါမှာစားစရာတွေရှိတယ်ငါချမ်းသာတယ်ငါကြွယ်ဝတယ်ဆိုတာတွေနဲ့ရစ်မှုပြီးတော့မနေနဲ့အဲ့ဒါတွေနဲ့ရစ်မှုပြီးတော့အလုံးမလုံးပဲကုသိုလ်ဘက်ကိုဥမလဲနိုင်တာကိုမေ့လျော့တယ်လို့ခေါ်တာအဲ့ဒီမေ့လျော့ခြင်းကင်းတဲ့တတိတရားနဲ့ပဲကိုယ့်ရဲ့အာကိုရာကိုတိဆောက်ယူရမှာဖြစ်တယ်တဲ့တန်ယမဆိုတာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာစီဝဆိုတဲ့ကိုချင်းသီလကိုချင်းသီလနဲ့အပြစ်ကင်းအောင်လုပ်ရအပြစ်ကင်းတဲ့သီလဆိုတာအနဝိဇ္ဇဒုက္ခကိုပေးတယ်လောကလူတွေဟာစိတ်နဲ့အလုပ်လုပ်ရတဲ့အခါမှာအနှောင့်အယှက်ဖြစ်ဆုံးကဘာလဲလို့ဆိုရင်ဝိပတိတာရပဲဖြစ်တယ်ကိုလှုပ်တာကိုသိတယ်ကိုသိပြီဆိုရင်မဟုတ်တာလှုပ်ထားတဲ့လူတယောက်ဒီမဟုတ်တာကိုယ့်ရင်ထဲမှာရောက်လာတယ်ကိုယ့်ကိုဖြစ်တင်တဲ့အတ္တနုဝါဒဖေးကရောက်လာတတ်တယ်ပေါ့ငါမဟုတ်ဘူးငါဘာတွေလုပ်တယ်ဆိုတာကောင်းတာလုပ်လေပေါ်လေဖြစ်တတ်တယ်ဒါကြောင့်မို့အနဝိဇ္ဇဒုက္ခငါဘာမှအမှားမလုပ်ဘူးဆိုပြီးတော့စိတ်ထဲမှာကြည်နူးဝမ်းသာမှုရအောင်ဟာကိုချင်းသီလထိမ့်သိမ်းဆောင်ရှောက်အောင်ဖြစ်တယ်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှအမှားမလုပ်ဘူးအမှားမလုပ်သည့်အတွက်ကြောင့်သူဟာအနဝိဇ္ဇဒုက္ခပဲဝိပတိတာရဆိုတာကင်းသွားတယ်ဝိပတိတာရဆိုတဲ့နှလုံးမသားရမှုမရှိရင်ဝမ်းမြောက်တယ်ပိဋိဆိုတဲ့ကြည်နူးမှုတွေဖြစ်တယ်ဒုက္ခဆိုတဲ့ချမ်းသာပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုတွေဖြစ်တယ်ဒုက္ခဆိုတဲ့စိတ်လုံးအေးချမ်းမှုတွေဖြစ်တယ်စိတ်နှလုံးအေးချမ်းလာတာနဲ့တပြိုင်နက်စိတ်ဟာတည်ငြိမ်လာတယ်စိတ်တည်ငြိမ်တာနဲ့တပြိုင်နက်ယထာဘုဒ္ဓဉာဏတဒနာအမှန်သိတယ်ဆိုတာဖြစ်ပေါ်လာဒါကြောင့်မို့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာစီဝဆိုတဲ့သီလသိက္ခာအမှန်တမ်းအရေးပါတယ်လို့ဒီလိုဆိုတယ်အဲ့ဒါနဲ့လေတိဆောက်ရမှာဖြစ်တယ်ဟုတ်ပြီအဲ့ဒါနဲ့တိဆောက်လိုက်တယ်ဓမေနဒါလည်းပဲကိုချင်းသီလတခုကိုချင်းသီလခိုင်လုံမှုရာအတွက်မျက်စိကိုမျက်စိမှာကြည့်ပြီးတော့အကုသိုလ်မဖြစ်အောင်နားထဲကအတန်ကြားပြီးအကုသိုလ်မဖြစ်အောင်နှာခေါင်းကနမ်းရှူရတဲ့အခါမှာအကုသိုလ်မဖြစ်အောင်အာယုံ၅ပါးတွေနဲ့ဆက်သွယ်လာတဲ့အခါအာယုံ၆ပါးနဲ့ဆက်သွယ်လာတဲ့အခါမှာ
အကုသိုလ်မဖြစ်ဖို့ထိမ့်သိမ်းဆောက်ရှောက်ပြီးတော့ကိုယ်စိတ်လေးကိုနှိပ်ကွက်ဆုံးမတာကိုဓမ္မလို့ဒီနေရာမှာခေါ်တယ်အဲ့ဒီအချက်တွေနဲ့နှိပ်ကွက်ဆုံးမပြီးကိုယ်အတွင်းမှာပြုပြင်တည်ဆောက်လိုက်မယ်ဆိုလို့ရှိရင်ဒီပဆိုတဲ့တန်တရားဆိုတဲ့ပင်လယ်ကြီးထဲမှာမျောချင်တိုင်းမျောပါနေတဲ့အနေထားကနေပြီးတော့လူလုံးတဲ့ကျွန်းလေးတစ်ခုရလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီကျွန်းဟာဒီလိုက်နေရဲ့ကင်းလွတ်ပြီးတော့မြုပ်ချင်းမျောချင်းဆိုတဲ့အနေရကနေကင်းသွားနိုင်တယ်ပေါ့အဲ့ဒီကျွန်းဟာလည်းပဲအပြင်မှာတိဆောက်ရမှာမဟုတ်ဘဲနဲ့ကိုယ်ရင်နဲ့နှလုံးထဲမှာပဲတိဆောက်ရမယ်ဒါမှမဟုတ်ဒီပံကရိရာထမိရာဝီအာကိုရာဆိုတဲ့ကျွန်းမြေလွှာတစ်ခုမိမိကိုယ်တိုင်တိဆောက်ရမှာဖြစ်တယ်အဲ့ဒီကျွန်းမြေလွှာလေးပေါ်မှာတိလိုက်ပဲဆိုရင်မြုပ်ချင်းမျောချင်းလှိုင်းပုတ်ချင်းဆိုတဲ့ဓာတ်လေးဩဃဆိုတဲ့လှိုင်းလုံးရဲ့ဓာတ်ကိုလောဘဆိုတဲ့လှိုင်းလုံးဒိဋ္ဌိဆိုတဲ့လှိုင်းလုံးမောဟဆိုတဲ့လှိုင်းလုံးတွေကိုလာပြီးတော့ရိုက်ပုတ်ပြီးအပယ်ထိအောင်ဆွဲဆောင်သွားမှမျိုးတွေမဖြစ်တော့ဘဲနဲ့ကြံ့ခိုင်တဲ့အာကိုရာတစ်ခုရရှိမှာဖြစ်တယ်ကြံ့ခိုင်တဲ့အာကိုရာဆိုတာဒီနေရာမှာတခြားဟာကိုပြောတာမဟုတ်ဘဲနဲ့ကိလေသာတွေအားလုံးကိုဖယ်ရှားပြစ်နိုင်တဲ့အရတ္တမေရတ္တဖို့ဆိုတဲ့ကျွမ်းမြေကိုဆိုလိုတာဖြစ်တယ်ပေါ့နောက်ဆုံးမှာစိတ်ဓာတ်ဟာကြံ့ခိုင်သွားပြီးတော့ကိလေသာတွေရဲ့လွှမ်းမိုးမှုမခံရတဲ့အရတ္တမေရတ္တဖို့ဆိုတာကိုပိုင်ဆိုင်ရရှိမှသာလေတန်တရားရည်ရင်ကျောင်းမှာမျောပါခြင်းတန်တရားရည်ရင်ကျောင်းမှာမျောပါခြင်းမြုပ်သွားခြင်းဆိုတဲ့ဘေးအန္တရာယ်တွေကလွတ်ကင်းပြီးတော့ကိုယ့်ရဲ့အာကိုရအစစ်ကိုတကယ်တွေးကြမှာဖြစ်တယ်မြတ်စွာဘုရားဒီလိုခေါ်တာဖြစ်တယ်ဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အာကိုရရှားဆိုတာမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကိုအထုတ်ဝိပဿနာအလုပ်ကိုလုပ်ခြင်းမဂ္ဂင်၈ပါးအတိုင်းကျင့်ကြံကျင့်ဆောင်ခြင်းအပြင်သာလေတကယ်အာကိုရအစစ်ကိုရှားတွေ့မှာဖြစ်တယ်အပြင်မှာအာကိုနေရင်တော့ဒီဟာတွေရှားတွေ့မှာမဟုတ်ဘူးတကယ်အာကိုရရှားတွေ့မှာမဟုတ်ဘူးဆိုတာကိုသေချာမှတ်သားပြီးတော့မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်းမိမိတို့ရဲ့အာကိုရအစစ်ဖြစ်တဲ့ရတ္တမေရတ္တဖို့နိဗ္ဗာန်ဆိုတဲ့အာကိုရအစစ်တရားကိုရရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း